ကျွန်တော်ကြပြာဆရာမော်နတ်ပြူရဲ့အကျွတ်အလွတ်ဆိုတဲ့ကြပြာလေးကိုရှုံးမှာဖြစ်ပါတယ်အကျွတ်အလွတ်ဗုဒ္ဓရဲ့အငြိမ်းထံမှာပဲစိတ်ကိုဖိကတ်ထားလိုက်တော့တယ်တဖြည်းဖြည်းခွာသွားတဲ့စိတ်အလင်းမှန်လေးတဲ့ထုံရနံအသင်းလို့အနာကင်းပါစေကွယ်ဘယ်သူမှမစားလာတဲ့အခါဒဏ်ရာတွေကိုထုတ်ပြရတာရှက်လာတယ်အနုပညာကလွဲရင်ဘာမှမရှိတဲ့အကောင်မို့တကောင်နဲ့သင်ကွဲရတာလေပျော်စရာပါပဲမေတိုးတကောင်ရဲ့အိမ်အပြန်ဟာအချမ်းတန်ကိုခံနိုင်ရမှာပေါ့ဘယ်သူအကူနဲ့မှလမ်းမလျှောက်ခဲ့တဲ့ကောင်မို့ဘယ်ချိုင်းတော့ဘူးမှအားနာကြမလို့ကိုအားနေချက်ဟာတပားသူအတွက်လက်နက်တဲ့နှုတ်ကိုတိတ်နဲ့ပိတ်လိုက်တယ်အစင်းမြင်ုံနဲ့ရနတ်မခံကျင်တော့တဲ့ပန်းတွေလည်းဘဝမှာအများကြီးရှိပါတယ်မော်နတ်ပြူ